TNL အကြမ်းဖက်တောင်းကျမ်းသူဖွဲ့နေဖြင့်2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်နဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာစတင်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတိုက်ပွဲစဉ်များရဲ့နောက်ဆက်တွဲအခြေအနေများကိုအခွင့်အကောင်းယူပြီးအစိုးရအုပ်ချုပ်မှုရန်တရားပြပြစေရေးနဲ့၎င်းတို့ရဲ့ပလောင်ပြည်နယ်ရရှိရေးစိတ်ကူးရင်အိမ်မက်ကိုအကောင့်ထဲပေါ်ရန်အတွက်နိုင်ငံရေးနည်းလမ်းဖြင့်ရယူခြင်းမရှိဘဲလက်နက်ကန်အကြမ်းဖက်လမ်းစဉ်ဖြင့်ရယူရန်အတွက်EAO အဖွဲ့အချို့ရဲ့အကူအညီများရယူပြီး PDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူများကိုရှေ့ကတပ်ဖြစ်အသုံးချပြီးရှမ်းပြည်နယ်မြောက်ပိုင်းတွင်မှကြောက်မဲမြို့နဲ့နောင်ချိုမြို့အပါအဝင်မြို့ရွာအချို့ကိုခေတ္တအဆိုမှုထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်တပ်မတော်အနေနဲ့ TNL အဖွဲ့နဲ့ DPN PDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူများခေတ္တအဆိုမှုထားတဲ့မြို့ရွာများကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်မှုချေမှုန်းမှုစစ်ဆင်ရေးCounter Terrorism Operation ကိုဆောင်ရွက်ခဲ့ရာနောင်ချိုမြို့ကို2025ခုနှစ်ဇူလိုင်လ16ရက်နေ့တွင်ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးအဆိုပါဒေသမှာကုန်စည်စီးဆင်းမှုအတွက်အဓိကအရေးပါတဲ့ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့မန္တလေးလားရှိုးမူဆယ်လမ်းမကြီးပေါ်ရှိအဓိကလမ်းပိုင်းဖြစ်တဲ့နောင်ချိုကျောင်းမဲလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်နိုင်ရေးလိုအပ်တဲ့နယ်မြေရှင်းလင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာအဆိုပါလမ်းကြောင်းမှာစစ်ဗျူဟာအရအဓိကအရေးပါတဲ့ကုတ်တွင်တတာနောင်ပြည့်ကြီးရွာကညင်ကုန်းကြီးရွာဇီးပင်ကြီးကြီးရွာနဲ့နောင်ပင်ကြီးရွာတို့ကိုပထမအဆင့်ထိန်းချုပ်နိုင်ရေးမြေပြင်အနေထားအရအခက်အခဲအတားအဆီးများစွာရှိတဲ့ကုတ်တွင်တတာကုတ်ထိပ်မီးရထားလမ်းတတာနဲ့ရှုခင်းသာပါဝင်ပထမအဆင့်ထိန်းချုပ်ရမယ့်အရေးကြီးနေရာများကို TNL နဲ့မဟာမိတ်များမမျှော်လင့်တဲ့လမ်းကြောင်းမှာချင်းကပ်ထိုးဖောက်ပြီးဩဂုတ်လ29ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတပ်မတော်စစ်ကြောင်းများဟာရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ကြောင်မဲမြို့ကိုအမြန်ဆုံးသိမ်းပိုက်ရရှိရေးနဲ့နောင်ချိုကြောင်မဲလမ်းပိုင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေး TNL နဲ့ DPN PDF အမည်ခံပူးပေါင်းအကြမ်းဖက်တောင်းကျမ်းသူများကိုတိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီးစက်တင်ဘာလ9ရက်နေ့မှစပြီးအကြမ်းဖက်ချေမှုန်းမှုစစ်ဆေးရေးဖြင့်မြေပြင်ဝေဟင်ပေါင်းစပ်ညှိနှိုင်းပြီးစစ်ကြောင်းများခွဲကတံပြန်တိုက်စစ်များဖြင့်အစင်းစင်ထိုးဖောက်တိုက်ခိုက်ချေမှုန်းဆောင်ရွက်ခဲ့ရာ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့တွင်မှန်ကွတ်ကြီးရွာစက်တင်ဘာလ12ရက်နေ့တွင်ပါပုတ်ကြီးရွာစက်တင်ဘာလ13ရက်နေ့တွင်ခေလောင်ကြီးရွာစက်တင်ဘာလ15ရက်နေ့တွင်ပန်းမလွတ်ကြီးရွာစက်တင်ဘာလ19ရက်နေ့တွင်ပိတက်ကြီးရွာနှင့်ပန်တီကြီးရွာစက်တင်ဘာလ18ရက်နေ့တွင်ကောင်းမှုလိန်ကြီးရွာစက်တင်ဘာလ19ရက်နေ့တွင်မန်ပန်ကြီးရွာစက်တင်ဘာလ20ရက်နေ့တွင် .1212 တောင်ကုန်းခိုက်တုံဟုံးကြီးရွာနှင့်ကုန်းကော်ကြီးရွာစက်တင်ဘာလ21ရက်နေ့မှာတောင်စလိတ်ကြီးရွာတောင်ပိုင်းတောင်စလိတ်ကြီးရွာမြောက်ပိုင်းစက်တင်ဘာလ22ရက်နေ့မှာနားအိုက်ခန်ကြီးရွာစက်တင်ဘာလ25ရက်နေ့မှာမြင်းကွင်းကြီးရွာနဲ့နားချောင်းကြီးရွာစက်တင်ဘာလ29ရက်နေ့မှာခန်းစာကြီးရွာနဲ့မဲလွယ်ကြီးရွာစက်တင်ဘာလ29ရက်နေ့မှာပင်တီကြီးရွာစကန်းသာကြီးရွာလုံဝဲကြီးရွာနှမ်းဟူးကြီးရွာပေါက်အံလေးကြီးရွာနဲ့ပေါက်အံကြီးကြီးရွာစက်တင်ဘာလ30ရက်နေ့မှာနှံစောကြီးရွာခုံမောင်းကြီးရွာနဲ့ကောင်းအိုက်ကြီးရွာတို့နဲ့၎င်းကြီးရွာများအနီးတစ်ဝိုက်ရှိရန်သူစခန်းကုန်းများကို
အစင်းစင်ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးဒီကနေ့အောက်တိုဘာလ၁ရက်နေ့ညနေ4နာရီခန့်မှာအကြမ်းဖက်တောင်းကျမ်းသူများခိတ္တထိန်းချုပ်ပြီးနယ်မြေကန်တိုင်းရင်းသားများပေါ်မတရားဖိနှိပ်ချုပ်ချယ်ထားတဲ့ကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်၎င်းတို့ရဲ့ပလောင်ပြည်နယ်ရရှိရေးစိတ်ကူးရင်အိမ်မက်များမှာပါဝင်တဲ့မြို့ရွာများကိုတပ်မတော်စစ်ကြောင်းများကတမျိုးပြီးတမျိုးပြန်လည်ထိန်းချုပ်ပြီး၎င်းတို့ရဲ့စိတ်ကူးရင်အိမ်မက်များကိုတစ်ခုပြီးတစ်ခုရိုက်ချိုးနိုင်ခဲ့ကကြောင်မဲနောင်ချိုပြုံးနဲ့ပြည်တော်စုကားလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီလိုအစဉ်စဉ်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာစစ်စင်ကာလ21ရက်ကာလအတွင်းအကြမ်းဖက်တောင်းကျမ်းသူများနဲ့တိုက်ပွဲကြီး36ကြိမ်ထိတွေ့မှုပေါင်း86ကြိမ်စုစုပေါင်း112ကြိမ်ဖြစ်ပွားခဲ့ပြီးရန်သူထံမှအလောင်း62လောင်းလက်နက်42လက်ခရဲနဲ့ဆက်ဆက်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပြီးတပ်မတော်မှအရာရှိစစ်သည်အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။ TNLA, TPLA နဲ့ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူများအနေနဲ့ကြောင်မဲမြို့မှဆုတ်ခွာထွက်ပြေးစဉ်ကြောင်မဲမြို့မှရဲစခန်း EBC Station ခရိုင်တပ်တော်ရုံးခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမိသက်ဦးစီးဌာနအဆောက်အုံစာသင်ကျောင်းများဘာသာရေးဆိုင်ရာအဆောက်အုံများကိုရုံးမှရိုင်းဆိုင်စွာဖြင့်အတိတရားကင်းမဲ့စွာဖြင့်မိရှုဖျက်ဆီးခဲ့တဲ့ပြင်ခိတ္တထိန်းချုပ်စဉ်ကာလအတွင်းမြို့ရွာများအတွင်းရှိဌာနဆိုင်ရာအဆောက်အုံများဈေးရုံများနဲ့လူနေအိမ်များမှာဘန်ကာများဆောက်လုပ်ပြီးတပ်မတော်စစ်ကြောင်းများကိုပစ်ခတ်တိုက်ခိုက်ခြင်းဒေသခံပြည်သူများရဲ့အိုးအိမ်များကိုခံစစ်တိုင်းဖြင့်ကာကွယ်ရယူပြီးပစ်ခတ်တိုက်ခိုက်ခြင်းများကိုလှုံ့ဆော်ခဲ့တဲ့ပြင်ဒေသခံပြည်သူများနေအိမ်များနဲ့ဈေးဆိုင်ခန်းများကိုဖောက်ထွင်းပြီးတန်ဖိုးကြီးပစ္စည်းများစားတောက်ကုန်နဲ့အသုံးဆောင်ပစ္စည်းများကိုအာဓမယူဆောင်ခြင်းများလှုံ့ဆော်ခဲ့တဲ့အတွက်ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ကလည်းအဆိုပါအကြမ်းဖက်တောင်းကျမ်းသူများပေါ်လွန်စွာဆက်ဆုပ်ယွန်ရှာမုန်းတီးခြင်းနဲ့အတူကလေးငယ်များတက်ကြီးရွယ်များပါဝင်ဒေသခံပြည်သူများဟာဇင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့်နီးစပ်ရာမြို့ရွာများရှိဆွေမျိုးများရဲ့နေအိမ်များယာယီနေရစွန့်ခွာစခန်းများကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။အလားတူအကြမ်းဖက်တောင်းကျမ်းသူများဟာတပ်မတော်စစ်ကြောင်းများနဲ့တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း2025ခုနှစ်ဇူလိုင်လ23ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်နောင်ဂျုံမြို့နယ်ပိုင်းမန္တလေးလားရှိုးမိုဆယ်ပြည်တော်စုလမ်းမကြီးမိုင်တိုင်အမှတ်88မိုင်2ဖာလုံနဲ့3ဖာလုံအတွင်းတည်ရှိတဲ့တရားအမှတ်9/84တန်ကုန်ကွင်းတရားကို၎င်း2025ခုနှစ်ဇူလိုင်လ15ရက်နေ့မှာကုတ်တွင်းတရားအသစ်နဲ့အဟောင်းနေရာနှစ်ခုကိုဒုတိယအကြိမ်မြောက်ဖြစ်၎င်း2025ခုနှစ်ဩဂုတ်လ24ရက်နေ့မှာမြန်မာနိုင်ငံရဲ့အထင်ကရအမှတ်အသားနဲ့ကဘာကျော်ရှေးအောင်မီးရထားလန်တရားတစ်စင်းဖြစ်တဲ့ဂုတ်ထိပ်တရားကြောင်မဲမြို့ဘက်အချမ်းကို၎င်းရုံမာရိုင်းဆိုင်စွာမိုင်းထောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနဲ့နောင်ကျိုးကြောင်မဲလမ်းကြောင်းတစ်လျှောက်မှာလမ်းပန်းဆက်သွယ်ရေးများခက်ခဲဖြစ်စေရန်အတွက်အတားအဆီးများပြုလုပ်ပြီးလမ်းများပိတ်ဆို့ထားခြင်းတို့ကိုလှုံ့ဆော်ခဲ့ကြပါတယ်။ဒါကြောင့်တပ်မတော်စစ်ကြောင်းများကလမ်းကြောင်းတစ်လျှောက်ရှိအတားအဆီးနေရာများကိုလူအင်အားဆက်ရန်တရားများအသုံးပြုပြီး
ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများနဲ့ကုန်တွင်းတရားကိုအများပြည်သူပြန်လည်အသုံးပြုနိုင်ရေးပို့ဆောင်ဆက်သွယ်မှုအစဉ်ပြေချောမွေ့စေတို့အတွက်တပ်မတော်မှစစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကယာယီတန်ပေါင်းဘေလီတရားထိုးခြင်းလုပ်ငန်းများကို2025ခုနှစ်ဩဂုတ်လ29ရက်နေ့မှစပြီးနေညမပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့်အကြမ်းဖက်တောင်းကျမ်းသူများစင်ကျင်တုံတရားမဲ့စွာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ကုတ်တွင်းတရားနေရာမှာအခုကအလျားပေ150တရားအကျယ်18ပေရှိတန်ပေါင်ပေလီမျိုးစားတရားသစ်ကြီးကိုစက်တင်ဘာလ12ရက်နေ့မှာတိစောက်ပြီးစီးခဲ့ပြီဖြစ်တဲ့အတွက်တပ်မတော်စစ်ကြောင်းများကအဆိုပါကြောင်မဲနောင်ချိုပြင်ဦးတွင်ပြည်တော်စုလမ်းမကြီးတစ်လျှောက်ဒေသခံခရီးသွားပြည်သူများနဲ့မော်တော်ယာဉ်များစိတ်အေးချမ်းသာစွာပုံမှန်အတိုင်းပြန်လည်သွားရနိုင်ရေးလိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိသလိုကမ္ဘာသမိုင်းဝင်ဂုတ်ထိပ်မီရထားလန်တရားပျက်စီးမှုအပိုင်းကိုလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များအကူအညီနဲ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများကလည်းနေမအားညမနာပြုပြင်လျက်ရှိရာအခုက59.1%ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။အခုလိုနောင်ချိုမြို့မှ33ကီလိုမီတာကွာရှိကြောင်မဲမြို့ကို21ရက်ကျော်ကာလအတွင်းတပ်မတော်စစ်ကြောင်းများကပြန်လည်သိမ်းပိုက်နိုင်ရခြင်းမှာအကြမ်းဖက်တောင်းကျမ်းသူများရဲ့လူမဆန်သောလုပ်ရများအဓမ္မနိုင်တဲ့စီးနှင်းပြုမှုမှုများနဲ့လူမျိုးရေးခွဲခြားမှုပုံစံများပေါ်ယွန်ရှာအောင်နှလုံးနာနေကြတဲ့ဒေသခံလူငယ်လူလက်နဲ့လူကြီးပိုင်းပါဝင်ပြည်သူလူထုတရက်လုံးကအကြမ်းဖက်တောင်းကျမ်းသူများရဲ့လှုပ်ရှားမှုနဲ့ဒီနေရာများကိုနောင်ချိုမြို့သိမ်းပိုက်ပြီးနောက်ပိုင်းမှစပြီးတပ်မတော်စစ်ကြောင်းများပေါ်အားကိုးကြီးစွာဖြင့်အချိန်နဲ့တပြေးညီတရင်ပေးဖို့မှုပေါ်တပ်မတော်စစ်ကြောင်းများကလည်းပြည်သူသားအမိပြည်သူသားအဖခံယူချက်တိုင်းဒေသခံပြည်သူများပေါ်မိမိတို့ရဲ့အမိဖဆွေမျိုးများလိုတသားတည်းထင်ဟပ်ပြီးအကြမ်းဖက်တောင်းကျမ်းသူများရဲ့ဒုက္ခဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်စေရေးရဲသုံးရဲမြဲသုံးမြဲဖြင့်ရင်ကုန်မြေကတော်လုပ်ပြီးတုံးတိုက်ကြားကိုက်စိတ်တဲ့နဲ့လျှက်ွက်ကြီးကြံအလံမလဲစိတ်တဲ့တို့ဖြင့်တိုက်လိုခိုက်လိုစိတ်ပြင်းပြစွာတိုက်ပွဲဝင်ခဲ့ပြီးရှမ်းပြည်နယ်မြောက်ပိုင်းခရိုင်မြို့တော်ကြီးတစ်ခုဖြစ်တဲ့ကြောင်မဲမြို့ကိုအမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အခုလိုကြောင်မဲမြို့ကိုဒီကနေ့မှာတပ်မတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ဒေသခံတိုင်းရင်းသားပြည်သူများကလည်းတပ်မတော်စစ်ကြောင်းများကိုအောင်တပြေများပန်းကုန်းများဖြင့်ဝမ်းသာအားရတောင်းဖျကြိုးဆိုကြပါတယ်။တပ်မတော်စစ်ကြောင်းများအနေဖြင့်နောင်ချိုမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးသလိုယာယီနေရဆုံးခွာနေကြရတဲ့ဒေသခံတိုင်းရင်းသားမိဘပြည်သူများနဲ့ဆွေမျိုးများပြန်လည်ဝင်ရောက်ပြီးအေဂျင့်စွာလောက်ကင်စားတောက်နေကြနိုင်ရင်အစိုးရအုပ်ချုပ်မှုရန်များအမြန်ဆုံးပြန်လည်ပန်းနိုင်ရေးအဆိုပါဒေသတည်ငြိမ်အေဂျင့်ရေးတို့အတွက်အကြမ်းဖက်မှုခြေမုံမှုစစ်ဆင်ရေး Counter Terrorism Operation များကိုဒေသခံပြည်သူများနဲ့ပူးပေါင်းပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့သိရှိရတဲ့ပြင်အနာဂတ်ရဲ့ခေါင်းဆောင်များဖြစ်လာတဲ့ရင်သွင်းငယ်သားသမီးများကလည်းပညာရေးနှုတ်တောက်ယူနိုင်မဲ့အခွင့်အရေးများရရှိလာတော့မှာဖြစ်တယ်လို့ဒေသခံပြည်သူများနဲ့အသက်18နှစ်ပြည့်ပြီးသူများဟာလည်းမကြာမီကျင်းပပြုလုပ်တော့မဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးမှာအချိန်မီမဲပေးနိုင်တော့မဲ့နိုင်ငံသားအခွင့်အရေးများကိုလည်းအပြည့်အဝခံစားကြတော့မှာဖြစ်ပြီးအထူးပင်ဝမ်းမြောက်ဂုဏ်ယူနေကြကြောင်းရေပြင်တရင်ရရှိပါကြောင်းဖြင့်ကြောင်မဲမြို့ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အသင်းကိုတိုက်ပွဲဝင်ရှေ့တန်းရောက်တပ်မတော်သားများနဲ့တူဂုဏ်ယူဝင်ကြောစွာဖြင့်မြဝတီရုံမြင့်တန်ကြားမှတရင်ကောင်းတစ်ခုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ